တနိုင်းမြို့နယ်မှာရွှေတူးဖော်လုပ်ငန်းလုပ်ကိုင်နေတဲ့ရွှေမော်ပေါင်း30နီးပါးရှိကအထင်ရှားဆုံးရွှေမော်တွေကတော့စဒူးဇွတ်ဆန်းလွင်ဝေလော့လာဘူးနန့်ခမ်းဂိုင်းနော့အထက်စားခြင်းအောက်စားခြင်းဆယ်သိန်းနန့်ကွယ်နဲ့တခဲမော်တို့ပဲဖြစ်ကြပါတယ်ရွှေမော်များစုကတော့ KIA ရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီးအနည်းစုကတော့ပြည်သူစစ်နဲ့စစ်ကောင်စီလက်အောက်မှာရှိနေကြပါတယ်ရွှေတူးဖော်ပြီးကြံခဲ့တဲ့မြေစာပုံတွေပေါ်မှာနေအိမ်တွေဆောက်လုပ်နေထိုင်ခြင်းဟာလူကျန်းမာရေးအတွက်အလွန်စိုးရိမ်ရတဲ့အနေအထားတွေဖြစ်ပေါ်လာနိုင်ပါတယ်။ရွှေခွဲထုတ်ရာမှာအသုံးပြုတဲ့ပြတ်သားနဲ့ဆိုဒီယမ်ဆိုင်ယာနိုက်စားတဲ့ဓာတုပစ္စည်းတွေဟာရွှေတူးဖော်ပြီးစွန့်ပစ်လိုက်တဲ့မြေစာတွေထဲမှာအမြောက်အများကျန်နေတတ်ပါတယ်။အဲ့ဒီမြေနေရာပေါ်မှာအိမ်ဆောက်လုပ်ပြီးနေထိုင်မယ်ဆိုရင်ကျန်နေခဲ့တဲ့ဓာတုအစိမ့်ငွေ့တွေကိုမြေမုံတွေကတဆင့်ရှုရှိုက်မိကာကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ကလေးငယ်တွေမှာလည်းအဲ့ဒီမြေကြီးတွေကိုကင်တွေထိတွေ့ဆော့ကစားရမှတဆင့်ဓာတုအစိမ့်ဓာတ်တွေဟာကိုယ်ခန္ဓာထဲကိုဝင်ရောက်ပြီးရေရှည်မှာအာယုံကြောစနစ်ပျက်စီးတာကြောက်ကက်နဲ့အသေးကိုထိခိုက်တာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်